Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့အာလူနဲ့ဝက်သားနဲ့ချက်ဆံမှာပဲဖြစ်ပါတယ်ရုံးပရဲလေးဆိုတော့ကြောင်လေဒီနေ့တော့ကြက်သွန်လေးတွေကိုအရင်ဆုံးစီမွေးတက်မှာပေါ့နော်မွေးနေအောင်လို့ကြက်သွန်လေးတွေကိုကျွန်းနေအောင်အရင်ဆုံးစီမွေးတက်ပါမယ်သူများရင်ချက်ချာနေတော့ပုံစံတော့တိတ်မတူပေါ့နော်ကိုကတော့ဒါပေးမှာ master ချက်တရားကိုမေးပြီးတော့မှဒါရှက်ထားတာပါကြက်သွန်လေးတွေကိုကျွန်းနေအောင်စီမွေးတက်ပြီးရင်အဲ့ကြက်သွန်လေးတွေကိုဒါဆယ်ပြီးပကံထဲမှာအေးခံလိုက်တယ်ပြီးရင်တော့အရန်တင်းပေါ့နော်အာလူဒီလေးတွေကိုမှစရည်စိမ်ပြီးတော့မှဒါစိတ်ထားတာပေါ့နော်မမဲအောင်လို့ပေါ့နော်ပြီးရင်ဒီအစာပလာရင်းနဲ့နယ်ထားတဲ့ဝက်သားလေးကိုအရင်ဆုံးလုံးမှာပဲဖြစ်ပါတယ်ဝက်သားလေးတွေလုံးနေပေါ့နော်ဝက်သားတွေလုံးပြီးတော့အစောကဒီကြက်သွန်ကြော်ပေါ့နော်ကြက်သွန်စီမွေးတက်ထားတဲ့ကြက်သွန်လေးကိုဆယ်ပြီးတော့မှဝက်သားနဲ့ရောပြီးတော့မှစပြီးတော့ချက်ပါပြီးမှုေးပါပြီးအဓိကတော့ဟိုပေါ့နော်မှုေးအောင်လို့ပေါ့နော်အနှစ်ကလေးကလည်းအဲ့လိုချူချူလေးနဲ့ဒီဝက်သားလေးကြက်သေးလောက်ထိရေလေးထည့်ပြီးတော့မှအဲ့ဒါလေးကိုအရင်ဆုံးနှွေးထားရပေါ့နော်နှွေးထားတာမဟုတ်ချက်ထားတာပေါ့နော်ချက်ပြီးရင်အစောကအရန်တင်းလောက်ထားတဲ့အာလူပီးလေးနဲ့ရောပြီးတော့ဒါချက်ပါပြီပေါ့နော်တယောက်တည်းရတော့ဆိုတော့ထဲတာတွေကအစင်တကြတော့မဖြစ်နေဘူးပေါ့နော်အရင်ဆုံးဒီလိုမျိုးလေးလောက်ထားလိုက်ပါပြီခဏနေရင်တော့ဒါလုံးဝကိုရရင်လည်းတော့မှဟိုတတွေးမျိုးချနေရပေါ့နော်ကိုယ့်အကူချက်ကိုယ့်အကူကြိုက်ကိုယ့်အကူရိုက်နေတာဆိုတော့ထဲတာတွေကအစင်တကြတော့မဖြစ်ဘူးတယောက်တည်းရတာဆိုတော့နောက်ဆုံးတော့ဒီမှာစီပြန်နဲ့စားချင်းစပွဲအာလူနဲ့ဝက်သားချက်လေးကိုရပါပြီဒါအားလုံးကိုတေးကြအောင်လို့တင်ပြလိုက်တာပါတတပါအလူလာရန်လူတကာ